ဘီးပေါက်တာကိုရေမလို့အပိုပစ္စည်းမလို့ပဲဖန်တီးမှုအပြည့်နဲ့စမ်းသပ်ပြမယ်နီလန်းစမ်းကြီးတစ်ခုပထမဆုံးပလတ်စတစ်ရေတံမှုအလက်တစ်လုံးကိုယူနီအလဲတဲ့တဲ့အတိုင်းနီကက်ကြီးနဲ့အညီအမျှဖြတ်တောက်လိုက်ပါတယ်ပြီးရင်တော့အဖြူရောင်အမြုပ်တုံးတွေကိုခွက်တစ်ခုထဲမှာအပိုင်းစားလေးတွေဖြစ်အောင်အနုစိတ်ခြေမွဲ့ပေးရပါမယ်။အဲ့ဒီခြေမွဲ့ထားတဲ့အမြုပ်စားလေးတွေကိုစောစောကဖြတ်ထားတဲ့ဘူးတဝက်ထဲကိုအပြည့်ထည့်လိုက်ပါမယ်။အပေါ်ကနေပစည်းလေးနဲ့အုပ်ပြီးရင်တေးပအမဲနဲ့လေးလုံးအောင်တေးသေးချာချာပတ်ပြီးပိတ်ဆို့လိုက်တဲ့အခါမှာတော့ကဲအန်အောစရာတီထွင်မှုပစည်းလေးတစ်ခုပြီးပြည့်စုံသွားပါပြီ။ဒါကိုမော်တော်ဆိုင်ကယ်ကျွတ်ပေါ်မှာဘလို့အသုံးချမလဲဆိုတာစက်ကြည့်လိုက်ရအောင်ဗျာ။